Hello, chama piazza le scelte là. Abbiamo lei e te già viola. Non me ne vese capio ya te. Muy la luera no? Allora lo ne chama. Muy la luera ala le le. Non me ne tang chang ma ma tiu chama. Te sabbia ampu. I chu han to lai ne so tami le ma tu ro he chi han le la la ro. Spin le ro la. I chu han ma amian pi la le chi ma tami le ba lo ta le so sin de ma. Bawara ta la le she. တမီလေးအနောက်စပင်လေးကိုကျွန်မပုံသွင်းပြထားခဲ့မယ်လို့စဉ်းစားထားပါတော့နောက်ဆုံးမှသူ့ရဲ့ result လေးကြည့်ပေးကြအောင်เนาะဒီနေ့မှာကြတော့အကြောင်းလေးနည်းနည်းပြောပြမယ်တမီလေးဟာသူက autism တမီလေးတွေကကြတော့သူတို့ကလှုပ်ချင်တော့ပဲဆိုလှုပ်ကြတယ်သူတို့ကစိတ်ထဲမှာရှိတဲ့ဥစ္စာပဲသူတို့လှုပ်တတ်ကြတာပေါ့နော်ကဲကျွန်မတမီလေးကြောင်းထားတဲ့အချိန်မှာကျွန်မ delivery လေးတွေမောင်းတက်တယ်အဲ့လိုမျိုး delivery မောင်းတဲ့အချိန်မှာနေ့လေကြာလို့ရှင်ကျွန်မအရာအိတ်ချင်လာတယ်လုံးဝမမောင်းနိုင်တော့အိမ်ပြန်လို့ရှိရင်လည်းတန်ရှိတွေဘာမှမလုပ်ချင်ထမင်းအောင်မစားချင်ကတိမမပုံးကလေးနဲ့ခန္ဓာကိုပြစ်ချပြီးမှဒီတိုင်းအိပ်ပျော်တက်တယ်သူတို့ကြောင်းကျူမဲ့ချိန်မှာပဲနှုတ်ဆက်လေးနဲ့ကျမတို့ပြန်နှိုးလာတာပေါ့နော်ဟေးငါအလုပ်လည်းမလုပ်ပါဘူးဒီလောက်ထိပြင်ပနေရလဲညဆိုလို့ရှိရင်သမီးလေးတွေနဲ့တူတူစောအိပ်ပါတယ်ဘာဖြစ်လို့လဲဆိုပြီးကိုပြန်မေးတယ်အဖေတခုသိလိုက်တယ်ဟောစမေးခင်နိုင်ရကိုတောင်မှမမြင်နိုင်မသိနိုင်ပဲနဲ့အပြင်ပမောတာထက်ဆိုင်လေဘယ်သူမှကိုကမမြင်နိုင်ပဲနဲ့အတွင်းစိတ်ကနေအရန်ပြင်ပပြန်မောတယ်အဲ့ဒါလည်းကိုပြန်တတိရလာတယ်တဲ့လားအဲ့ဒါကြောင့်မို့တစ်ခါတလေကြာလို့ရှိရင်လုံးဝသမီးလေးတွေမရှိချင်မှာဇွတ်ပြီးတော့နားချလိုက်ပါတခုကျမကောင်းတာတခုကဘာလဲဆိုလို့ရှိရင်သမီးလည်းအဲ့လိုမျိုးစိတ်အရန်ပြင်ပါတဲ့ကိုကလက်ချင်ခံတွေလို့အလဲတွေမားတဲ့အတွက်ကြောင့်မို့နောက်ပိုင်းဆိုကိုတော့အရန်ချစ်လာပြီတဲ့လားကဲဒါလေးကသမီးရဲ့နောက်ဆုံး result လေးပါလို့